ဒီနေ့ကတော့ရက်ပေါင်း120 challenge ရဲ့နောက်ဆုံးရက်ဖြစ်ပါတယ်ကျွန်တော်ဒီ challenge ကိုလုပ်ခဲ့တဲ့ရည်ရွယ်ချက်က marketing နဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာထားတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့မျှဝေမယ်ဆိုပြီးတော့လုပ်ခဲ့တာဒီလိုနဲ့ရက်ပေါင်း30လောက်ကြာတော့ကျွန်တော်တို့တက်တောင့်တက်တာသိပြီးတော့မဖြစ်တော့ဘူးကျွန်တော်ဖန်တီးနေတဲ့ content တွေနဲ့ပတ်သက်ပြီးတော့တကယ်ရောကောင်းနေရလားဆိုပြီးတော့ကျွန်တော်စပြီးတော့စိုးရိမ်လာတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုဘယ်သူမှလာပြီးတော့မကြည့်ရင်ရောဆိုပြီးတော့ကျွန်တော်စိုးရိမ်လာတယ်ကျွန်တော်လည်းစိုးရိမ်တဲ့စကားတွေပြန်ပြီးတော့ပြောမိလာတယ်ငါဒီ challenge ကိုဆက်ပြီးတော့မလုပ်ဖြစ်တော့ရင်ကောဆိုတဲ့စကားလုံးတွေဒီလိုနဲ့ကျွန်တော်စိုးရိမ်နေရင်ကြောက်နေရင်လည်းပဲကျွန်တော်လုပ်စရာရှိတာတွေကိုဆက်ပြီးတော့လုပ်ခဲ့တယ်ရက်ပေါင်း40 50 60ကျွန်တော်ရဲ့ challenge အတိုင်းတရက်တစ်ပုတ်ရက်ပေါင်း120တီတီတင်နိုင်ခဲ့တယ်။ Coca-Cola ကအခုချိန်မှာလူကြိုက်များနေတယ်ဆိုတာသူတို့အရန်မိုက်တဲ့ကြော်ညာတွေပဲဖန်တီးခဲ့လို့မဟုတ်ပါဘူး။အဲ့လိုပဲ Nike ဒီတကယ်ကိုအောင်မြင်တဲ့ brand တစ်ခုအနေနဲ့ရပ်တည်နေတယ်ဆိုတာသူတို့လုပ်သမျှကြော်ညာတိုင်းသူတို့ရဲ့ marketing idea တိုင်းကအရန်ကိုကောင်းနေလို့မဟုတ်ပါဘူး။သူတို့က marketing လုပ်တဲ့အခါမှာ consistency ဆိုတဲ့ super power ကိုအပြည့်အဝပိုင်ဆိုင်ထားလို့ပဲဖြစ်ပါတယ်။ brand တွေအတွက် consistency ကဘယ်လောက်ထိ powerful ဖြစ်လဲဆိုတဲ့ marketing သင်ခန်းစာကိုကျွန်တော်ဒီနေ့မျှဝေပေးချင်တာပါ။ consistent ရှိတကယ်လုပ်ရင်တကယ်ဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်တက်တည်ပြခဲ့တဲ့ဒီ challenge ကိုကြည့်ပြီးတော့ကိုယ့်ရဲ့ marketing အတွက်တကယ်ကို leverage ကောင်းကောင်းယူနိုင်မယ်ဆိုရင်ကျွန်တော်ဖန်တီးရကြိုးနှက်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလူတွေအများကြီးရှေ့မှာစကားပြောရတာမကြောက်ပေမဲ့ကင်မရာနဲ့ဗီဒီယိုရိုက်တဲ့အခါမျိုးမှာဘာပြောလို့ပြောရမှန်းမသိတဲ့ပြဿနာရှိခဲ့ဘူးတယ်ကျွန်တော်ရဲ့ TikTok account ဒီရက်ပေါင်း120 challenge မတိုင်ခင်အထိတင်ခဲ့ဘူးတဲ့ဗီဒီယိုက3-4ပုတ်လောက်ပဲရှိတယ်ဒီ challenge ကိုစတော့ကကျွန်တော်မှာ follower တယောက်မှမရှိခဲ့ဘူးဆိုတော့ကျွန်တော်တောင်လုံနိုင်တယ်ဆိုရင်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကလည်းဘာကြောင့်မလုံနိုင်ရမှာလဲကျွန်တော်ရဲ့ဗီဒီယိုတွေကိုဒီ challenge အစကနေပြီးတော့အခုအဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျွန်တော်တကယ်ကိုကျေးဇူးတင်ပါတယ်မိတ်ဆွေတို့မရှိဘူးဆိုရင်ကျွန်တော်ရဲ့ဒီ challenge ဆိုတာလည်းဖြစ်လာမှာမဟုတ်ပါဘူးကျွန်တော်တို့နောက်နေ့တွေမှာနောက်ထပ်ဗီဒီယိုအသစ်တွေနဲ့ပြန်ပြီးတော့ဆုံပါမယ်ကျွန်တော်ကိုလာပြီးတော့မေးကြတာတွေရှိတယ်သင်တန်းရှိလားဘယ်လိုတွေ join လို့ရလဲဆိုပြီးတော့လာပြီးတော့မိတ်ဆွေတွေရှိတဲ့အတွက်တခါတည်းပြန်ပြီးတော့ကျွန်တော်ဒီမှာဖြေခဲ့ပေးတာပါကျွန်တော်ရဲ့ This is Marketing ဆိုတဲ့ Marketing Online Class ကဒီမေလာထဲမှာရှိပါတယ်အကယ်၍ Marketing ကိုတကယ်ကြီးလေ့လာခြင်းနဲ့ကိုယ့်ရဲ့လုပ်ငန်းမှာထိထိရောက်ရောက်ပြန်ပြီးတော့အသုံးချခြင်းနဲ့ဆိုရင်မဖြစ်မနေ join တဲ့ online class ပါ2ရက်ပါ Zoom ကနေပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်အသေးစိတ်ကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ The Tennis Lab Facebook page မှာရော The Tennis Lab ဒီ TikTok မှာရောလာပြီးတော့စုံစမ်းလို့ရပါတယ် Okay နောက်နေ့တွေမှာကျွန်တော်နောက်ဗီဒီယိုတွေနဲ့ပြန်ပြီးတော့ဆုံပါမယ်